ဘာတိုင်းမလဲဆိုရင်engine ဆက်နှိုးတဲ့အခါကျလို့ရှိရင် ignition ရဲ့ signal ရောက်မြောက်ကိုတိုင်းကြည့်မှာဖြစ်ပါတယ် ignition signal ကိုတိုင်းဖို့အတွက်ကို oscilloscope ကိုအသုံးပြုပြီးတော့တိုင်းမှာဖြစ်ပါတယ်။မာတီမီတာလေးကိုပြန်သိမ်းလိုက်မယ် oscilloscope ကိုထုတ်လိုက်ပါမယ်။ oscilloscope ရဲ့နှစ်ရောင်တွေ့လေးကို battery မှာညှပ်လိုက်မယ်။သူ့ရဲ့အနီရောင်ပင်ကိုတော့ signal ထွက်မယ်အပြာရောင်ကြိုးလေးမှာညှပ်လိုက်ပါမယ်။ oscilloscope ကိုဖွင့်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်ဆက်လို့ပြီးတော့ signal ထွက်မထွက်စမ်းကြည့်လို့ရပါပြီ။တော့ဖွင့်ထားတဲ့အချိန်မှာတော့သူက0ကိုပဲဖြစ်နေပါလိမ့်မယ်။တော့ပိတ်လိုက်မယ်။ဆက်ပြန်ထုတ်လိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ engine ECM ကနေပြီးတော့ဒီ ignition coil လေးကိုထုတ်ပြီးတဲ့ signal လေးကိုကျွန်တော်မြင်တွေ့ရပြီဖြစ်ပါတယ်။ဒေချာရှင်းရှင်းလေးမြင်နေဆိုရင် oscilloscope မှာပါတဲ့ auto ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်တော့ ignition coil အတွက်ထွက်လာတဲ့ signal ကိုတွေ့ရပြီဖြစ်ပါတယ်။အနက်ရောင်လိုင်းမှာရှိတဲ့ပေါင်းအနှုတ်လေးကိုချိန်ပြီးတော့လည်းပဲဒီမှာရှိတဲ့ပြောင်းသွားတဲ့အချိန်လေးတွေကိုကျွန်တော်ပြောင်းပြီးတော့ကြည့်လို့ရမှာဖြစ်ပါတယ်။ဒါဆိုရင် screen ထဲမှာရှင်းလင်းစွာတွေ့ရမှာဖြစ်ပါတယ်။ဆိုလို့ရှိရင်ချိန်မှာကြည့်မယ်ဆိုရင်တစ်ခွက်ကို50 မီလီစက္ကန့်ရှိပါတယ်ဒါဆိုရင်ခွက်နှစ်ခွက်ဆိုတော့100 မီလီစက္ကန့်မှာတစ်ချိန် spark plug ကိုမီးထုတ်ပြပါတယ် engine RPM ကိုညှိလိုက်မယ်ဆိုရင်တော့သူရဲ့ထွက်လာတဲ့ signal တွေပုံမှန်များပြားလာတာကိုတွေ့ရပါလိမ့်မယ်